လုံးမဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတိရှိခွန်ကဖေးရင် YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆရာမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆရာမအနေနဲ့ကတော့2026ခုနှစ်ဇူလိုင်လအတွက်ဗုဒ္ဓသားသမီးတွေအထီးကံစာတာနဲ့လက်ကြီးအဆောင်ရတရားလေးတွေကိုတစ်ခုချင်းစီပြပြပေးသွားမှာဖြစ်ပါတယ်ဒီလအတွင်းမှာဆိုရင်ဗုဒ္ဓသားသမီးတွေအထီးကံသရာကောင်းမကောင်းထီထိုးရမယ်နေ့အကျိုးပေးကနအကျိုးပေးအခရာထီထိုးရမယ်အချိန်တိုင်းရက်ဒေတာနဲ့ပြုလုပ်ရမယ်ရေတရားလေးတွေရဲ့ဒီတရာလုံးအတွက်လုပ်ငန်းကိစ္စစီးပွားရေးငွေရေးကြေးပိုင်းပေါ့နော်ကျန်းမာရေးအခြေပညာရေးအစဆရာအဆင်ပြေစေဖို့ထုကန်ကောင်းသွင်းမဲ့ lucky အဆောင် lucky ကာလာလေးတွေကိုတစ်ခုချင်းစီပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးထီကန်လေးကိုပြပြပေးသွားပါမယ်အဲ့တော့ဒီလအတွက်ဗုဒ္ဓသားသမီးတွေထီကန်ကိုကြည့်လိုက်တဲ့အခါမှာထီကန်ကောင်းတဲ့လာလေးတစ်လာပဲဖြစ်ပါတယ်ဒီလမှာလည်းဗုဒ္ဓသားသမီးတွေထီထိုးသိမ်းတဲ့လာလေးတစ်လာပါပဲနော်ထီထိုးဖို့အတွက်အကောင်းဆုံးနေ့ကိုရွေးချယ်လိုက်တဲ့အခါမှာတော့စနေနေ့ပါထို့ကြောင့်ဗုဒ္ဓသားသမီးတိုင်းကစနေနေ့လေးမှာရွေးပြီးထီထိုးပေးပါကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်အဲ့တော့ထီထိုးဖို့အတွက်အကျိုးပေးကနအကျိုးပေးအခရာလေးကိုကြည့်လိုက်တဲ့အခါမှာအကျိုးပေးအခရာလေးကတော့တထတရဏအခရာကခကကငအခရာတော့အကျိုးပေးအခရာလေးပါအဲ့တော့အကျိုးပေးကနလေးတွေကတော့ခွန်ကနတုံညာကနနှစ်ကနတစ်ကနကအကျိုးပေးထီကနန်းလေးတွေဖြစ်ပါတယ်เนาะအဲ့တော့မိမိတို့အနေနဲ့စနေနေ့တစ်နေ့တာအတွင်းမှာအကျိုးပေးကနအကျိုးပေးခရာလေးနဲ့ထီထိုးတော့မယ်ဆိုထိုနေ့တစ်နေ့တာအတွင်းမှာအကောင်းဆုံးချိန်လေးဆိုတာရှိပါတယ်ဒီချိန်လေးမှာရွေးပြီးထီထိုးပေးကြပါเนาะအဲ့တော့မြည်သည့်နေသားမယ်ဆိုပေါ့เนาะစနေနေ့မှာအရေးကြီးသောလုပ်ငန်းတွေစတင်ပြီးတော့ဆောင်ရွက်တော့မယ်လောက်ကင်တော့မယ်အရေးကြီးသောစကားတွေပြောတော့မယ်အရေးကြီးသောအလုပ်တွေစလုပ်တော့မယ်အကောင့်တွေဖော်တော့မယ်လုပ်ငန်းသစ်တွေစတင်ပြီးလုပ်တော့မယ်ပေါ့เนาะနောက်တော့ခီးစိန်တွေတွားလာတော့မယ်ဆိုဒီချိန်မှာရွေးပြီးเนาะပြုလုပ်ပြောဆိုလောက်ကင်မှာအောင်မြင်မှုရရှိမှာပါထီထိုးမယ်ဆိုရင်လည်းကန်တရားရဲ့ထောက်ပံ့ကောင်းတွေရရှိလာနိုင်ပါတယ်အဲ့ဒီချိန်ကတော့မို့ဆိုရှယ်ရကိန်းအချိန်လို့ခေါ်ပါတယ်နေ့လယ်7:73ကနေ3:36အတွင်းမှာပါဒီချိန်လေးမှာရွေးပြီးထီထိုးပေးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နိုင်ငံခြားမှာနေတဲ့သူတွေအတွက်ပေါ့နော်တခြားတိုင်းပြည်တွေမှာနေတဲ့သူတွေကတော့အကျိုးပေးနေ့ရဲ့ကနန်းရဲ့အချိန်ရဲ့ဒီ3မျိုးပဲရွေးချယ်ပြီးတော့ထီထိုးပေးရမှာပါအဲ့တော့ထီထိုးပြီးသွားပြီဆိုရင်တော့ထီထိုးပြီးသူတိုင်းပြုလုပ်မယ့်ရေတရားလေးရှိပါတယ်ဒါမှဖြစ်မိနေပြုလုပ်တဲ့ရေတရားလေးပါနော်မိမိတို့အိမ်ဖျားမှာရက်ဖြူလေးချောင်းရိုးလေးတစ်ပွဲလူပါငှက်စာငါးစာလေးတွေကျွေးပြီးဆူတောင်းပေးပါတဲ့ကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်ဒါတော့ထီကန်လေးပါနောက်ထပ်ဗုဒ္ဓသားသမီးရဲ့လုပ်ငန်းစီးပွားငွေကြေးပေါ့နော်ကျန်းမာရေးအခြေပညာရေးဆရာအဆင်ပြေစေဖို့ထုကန်ကောင်းစေမယ် lucky အစားဒီလအတွက်ထုကန်ကောင်းစေမဲ့ lucky ဆောင်တဲ့ကျွေအိုးလေးထဲမှာဂန်းကော်ညွန်လေးတွေထည့်ပြီးဆောင်ထားပေးရမှာဖြစ်ပါတယ်နော်အဲ့ဒါကျွေအိုးလေးပေါ့နော်ကျွေနဲ့လှုပ်ထားတဲ့အိုးလေးပါအိုးလေးတစ်လုံးဝယ်ပါဂန်းကော်လေးတွေထည့်ပါအပွင့်မဲရအညွတ်မဲရနော်အဲ့လိုမျိုးဂန်းကော်ညွန်လေးထည့်ပြီးတော့ဆောင်ထားပါကံကောင်းခြင်းတွေရရှိလာမှာပါတဲဆောင်လာမှာဖြစ်ပါတယ်ဒါကတော့နော် lucky အဆောင်လေးပါရေတရားကတော့အတူတူပဲပေါ့နော်ထီကန်ကောင်းမှုဒီတရာလုံးကံကောင်းမှုရက်ဖြူလေးချောင်းရိုလေးတစ်ပွဲလူပါငှက်စာငါးစာလေးတွေကျွေးပြီးလို့ရဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာဘောနော်ဗုဒ္ဓသားသမီးတွေကမမီတို့အနေနဲ့အိမ်တွင်းရေးအေဂျင့်ချင်းနဲ့စီးပွားတက်ချင်းနဲ့လက်လာပါတွေဝင်ကြတဲ့အိမ်မှာလုပ်ငန်းကိုင်ငန်းနဲ့အဆင်ပြေပြီးအေဂျင့်ချင်းရှိချင်တဲ့တော့မမီတို့ရဲ့အိမ်ဝင်းဝမှာချွေအိုးလေးတွေမှာဂန်းကော်ညွန်လေးတွေစိုက်ပြီးတော့နော်အပြင်းတနေရာပေါ်မှာထားအိမ်အဝင်ဝအောက်မှာမဟုတ်အောက်ဖက်မှာမဟုတ်အမြင့်တနေရာပေါ်မှာတင်ထားပြီးကိုယ့်ရဲ့အဲဂန်းနိုင်ရန်ပေါ်တွေမှာတင်ထားပေးပါအိမ်တွင်းအေဂျင့်ချင်းတာယာချင်းစီးပွားတက်ချင်းလက်လာပါတွေဝင်ချင်းနေကြုံရပါလိမ့်မယ်နောက်ထပ်အယောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေပွဲစားပွဲရုံလုပ်ငန်းလုပ်နေတဲ့သူတွေခီးသွားလာနေတဲ့သူတွေအတွက်ကလည်းခရီးစဉ်တစ်လျှောက်အဆင်ပြေခြင်းနဲ့ဆိုရင်ပေါ့နော်ကျွေးအိုးအသေးလေးထဲမှာခန်းကော်ညွန်လေးဆောင်ပြီးတော့ခရီးထွက်ပါနော်ခရီးသွားပါနော်ခရီးစဉ်တွေအဆင်ပြေမယ်ချုံးမွေ့မယ်အဲ့ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကပေါ့နော်ဒါကအန်တီကျွေးအိုးလေးမှာခန်းကော်ညွန်လေးထည့်ပြီးရောင်းဝယ်စကားတွေပြောပြီးအဆင်ပြေမယ်ကိုယ့်ရဲ့လုပ်ငန်းစပွဲမှာထားပြီးလုပ်ငန်းတွေအဆင်ပြေမယ်ကားဆွဲကားမောင်းနေတဲ့သူကားခါမို့သူကားရဲ့ခေါင်းငန်းထဲမှာကျွေးအိုးလေးထဲမှာခန်းကော်ညွန်လေးတွေထည့်ပြီးကားဆွဲကားမောင်းနာမျိုးပြုလုပ်ခိုင်းတဲ့ဝင်ငွေတိုးမယ်ကားလုပ်ငန်းအဆင်ပြေပြီးတော့နော်ဒါဒီလုပ်ငန်းကိုင်ငန်းတွေနော်အခက်အခဲမရှိအဆင်ပြေမယ်ဝင်ငွေနဲ့စတိုးတာမျိုးတွေဖြစ်လာလိမ့်မယ်နောက်ထပ်ဆိုင်ကန်နေဈေးကန်နေစတိုးဆိုင်စားတောက်ဆိုင်ထဲဆိုင်နော်ကုံစုံကုံကြောက်ကုံစိမ့်ဘာဆိုင်မဲရောင်ကိုယ်ဆိုင်မှာဈေးရောင်ကောက်မှုလူဝင်လူထွက်များဖို့ရောင်းရတက်ဖို့အမြဲဆုံးနေရဖို့ဆိုရင်ဆိုင်ရဲ့အဝင်ဝအမြင့်တင်နေရပေါ်မှာကျွေအိုးထဲမှာဂန်းကော်ညုံလေးတွေထည့်ပြီးတော့ဂန်းကော်ပန်းလေးတွေထည့်ပြီးတော့စောင့်ထားပါထထားပါဆိုင်ရဲ့ကောင်နာပေါ်မှာထထားရောင်းချင်တဲ့ပစ္စည်းတွေကြားထဲမှာထအမြင့်တင်နေရပေါ်လေးမှာရောင်းချင်တဲ့ပစ္စည်းတွေအမြင့်လေးမှာပေါ့နော်အမြင့်တင်နေရပေါ်မှာတင်ထားလိုက်ရောင်းဝယ်တွေတွက်ပြီးအဆင်ပြေမယ်ရောင်းရတက်မယ်နော်ခိုင်းတဲ့ဝင်နဲ့စတိုးလာလိမ့်မယ်နောက်ထပ်ငွေကြေးကံကောင်းခြင်းနဲ့ငွေမြဲခြင်းနဲ့လက်ရှင်ခြင်းနဲ့ဆိုရင်မိမိတို့ရဲ့ပေါ့နော်ဒါပတ်စံလေးကိုကျွေးအိုးလေးနဲ့ခောက်ပြီးတော့ငွေစေငွေမြဲစေလက်ရှင်ပါစေပြောပေးလိုက်ခန်းကော်ညွန်လေးထည့်ပြီးတော့ပတ်စံလေးမှာထည့်ထားလိုက်ငွေကြေးကံကောင်းပြီးအဆင်ပြေမယ်ငွေဝင်မယ်လက်ရှင်မယ်နော်အကူကြီးတော်တောင်းခြင်းနဲ့ဆိုရင်ခန်းကော်ညွန်လေးဆောင်ပြီးအကူကြီးတော်တောင်းလိုက်အဆင်ပြေလိမ့်မယ်
နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ကျမ်းမာရေးညံ့နေတဲ့စိတ်တို့စိတ်တောက်လုံးနေရတဲ့စိတ်ကန်းပြနေတဲ့ကြီးကြီးမားမားယောဂဆိုညံ့နေမကြရအောင်မိမိရဲ့ခေါင်းရင်းမှာကျွေးအိုးလေးတွေမှာကန်းကောင်ညုံလေးထည့်ပြီးတော့ထထပေးလိုက်နော်ရေတရာအနေနဲ့ကတော့ရက်ဖြူလေးချောင်းမွေးနံထောက်မှာတောက်လို့ရတဲ့အိမ်ဖျားမှာလည်းလူလို့ရတဲ့ရိုးလေးတစ်ပွဲလူပါငှက်စာငါးစာကျွေးပါငှက်လွတ်ပါအဲ့ဒါဆိုရင်ကြီးကြီးမားမားယောဂဆိုညံ့နေမကြရောက်နိုင်ပါဘူးနော်နောက်ထပ်အိမ်နှွေးအိမ်တော်ရေးခန္ဓာလေးတွေအဆင်ပြေဖို့အေးချမ်းဖို့နော်အဆင်ပြေဖြစ်နေတာလေးတွေပြန်ပြေဖို့ကြောက်ကစားလေးဖြစ်နေတာအေးချမ်းဖို့အတွက်ပေါ့နော်လင်မြန်းနှစ်ယောက်ကဒါအခန်းထဲမှာကျွေးအိုးလေးထဲမှာကန်းကောင်ညုံလေးထည့်ထားပေးအဆင်ပြေဖြစ်နေတဲ့စုံတွဲတွေကလင်မြန်းနှစ်ယောက်ကဓာတ်ပုံပေါ်မှာကျွေးအိုးလေးထဲမှာကန်းကောင်ညုံလေးထည့်ပြီးထားပေးလိုက်ပြန်ပြီးအဆင်ပြေတာမျိုးအေးချမ်းတာမျိုးတွေဖြစ်လာလိမ့်မယ်နော်နောက်ပြီးတော့ချစ်သူစုံတွဲတွေနဲ့အခြေအဆင်ပြေခြင်းနဲ့ပေါ့နော်အေးချမ်းခြင်းနဲ့ဆန်းပွင့်ခြင်းနဲ့ကံပွင့်ခြင်းနဲ့ဆိုရင်မိမိတို့ကနော်သွားလာတဲ့နေရာမှာကန်းကောင်ညုံလေးကန်းကောင်လေးဆောင်ပြီးတော့နော်သွားလာလှုပ်ရှားပါကန်းကောင်လေးဆောင်ပြီးတော့စကားပြောပေးပေါ့နော်အိမ်မှာဆိုရင်ပေါ့နော်ဒါကျွေးအိုးလေးထဲမှာကန်းကောင်ညုံလေးထည့်ပြီးတော့ထားပေးနော်အဲ့တော့ချစ်သူစုံတွေအစမပြေဖြစ်နေတာတွေဆက်သွယ်ပြက်နေတာတွေကြောက်ကစားတွေများနေတာကတော့အဲ့လိုမျိုးလေးတွေရှိနေတဲ့စုံတွေရှိတယ်ဆိုရင်ချစ်သူနုရဲ့ဓာတ်ပုံပေါ်မှာကျွေးအိုးလေးထဲမှာကန်းကောင်ညုံလေးထည့်ပြီးတော့ထားပေးလိုက်ပြန်ပြီးအဆင်ပြေတာမျိုးအေးချမ်းတာမျိုးတွေဖြစ်လာလိမ့်မယ်နောက်ထပ်အလုံးအင်တာဗျူးကိစ္စတွေဆောင်းပွဲကိစ္စတွေပညာရေးခန္ဓာတွေအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ကန်းကောင်ညုံလေးဆောင်ပြီးဆောင်းပွဲဖြစ်အင်တာဗျူးဖြစ်ပါအောင်မြင်မှုရရှိမှာပါဒါဒီတလားလုံးအတွက် lucky အဆောင်လေးပါနော်ရေရရာကတော့ရက်လေးချောင်းနော်ရိုးလေးတစ်ဝက်ကလူပါငှက်စာငါးစာကျွေးပြီးလို့ရဆူတောင်းပေးရမှာပါနော်ဒီတလားလုံးအတွက်ဒါ lucky ကလာလေးတွေကိုကြည့်လိုက်တဲ့အခါမှာဒီတလားလုံးနဲ့နော်ဒါကန်ကောင်းမှုအတွက်ဒါ lucky ကလာလေးကိုကြည့်လိုက်တဲ့အခါမှာရွှေဝါရောင်အစိမ်းရောင်လေးတွေနော်ရွှေဝါရောင်အစိမ်းရောင်လေးတွေအစိမ်းပွင့်လေးတွေအကျိုးပေးတယ်နောက်ပြီးတော့နီညိုရောင်နီညိုပွင့်လေးတွေအကျိုးပေးတယ်အဝါရောင်အဝါပွင့်လေးတွေအကျိုးပေးပါတယ်ဒါတော့အရေးကြီးသောလုပ်ငန်းကိစ္စအကြောင်းတွေမှာဝိစင်သုံးပြုခြင်းမြကန်စရာပွင့်လန်းစီပါလိမ့်မယ်နော်ဒါဒီတလားလုံးအတွက်ဗုဒ္ဓသားသမီးတွေအထီးကန်နဲ့ lucky အဆောင်ရေရာကာလာလေးတွေကိုပြပြပေးသွားတာပါဒီအဆောင်လေးတွေဒီရေရာလေးတွေပြုလုပ်ပေးပြီးကံကောင်းမှုတွေရှာယူပေးပါယနေ့မှစဗုဒ္ဓသားသမီးတိုင်းထီစုကြီးပေါက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးပါစေယောဂဘေးအနေဘေးတွေကင်းဝေးကြပါစေလုပ်ငန်းစီးပွားပိုင်းတွေနဲ့တိုးတက်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်